ပြင်သစ်ထိပ်သီးကလပ် PSG အသင်းဟာ Brighton အသင်းရဲ့ကွင်းလက်ကစားသမား Carlos Baleba ကိုခေါ်ယူဖို့စိတ်ဝင်စားလာပြီး Man United အသင်းနဲ့အပြိုင်ကြိုးစားသွားဖို့ရှိနေတယ်လို့ David Ornstein ကဖော်ပြထားပါတယ်။ဒီအသက်22နှစ်သာရှိသေးတဲ့ Cameroon လက်ရေးစဉ် Carlos Baleba ကိုလာမယ့်နွေရာသီအပြောင်းရွှေ့ဈေးကွက်မှာခေါ်ယူနိုင်ဖို့ဥရောပရဲ့ထိပ်သီးကလပ်အသင်းကြီးတွေကအခုတည်းကပြင်ဆင်နေကြတာလည်းဖြစ်ပါတယ်။ PSG အသင်းဘက်ကလည်း Carlos Baleba ကိုခေါ်ယူဖို့ Brighton အသင်းစီတရားဝင်ကမ်းလှမ်းမှုပြုလုပ်သွားဖို့ရှိနေတာကြောင့် Man United အနေနဲ့ဒီကစားသမားကိုခေါ်ယူနိုင်ဖို့ကငကိုထင်ထားတာထက်ပိုခက်ခဲလာတော့မှာဖြစ်တယ်လို့ David Ornstein ကဖော်ပြထားပါတယ်။ Manchester United အသင်းဟာလာမယ့်နွေရာသီအပြောင်းရွှေ့ကာလမှာတင်းရဲ့ကိုသမားအန်ဒရီအိုနာနာကိုရောင်းချဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။တက်29နှစ်အရွယ်ကင်မရွန်လက်ရွေးစံနယ်ဖြစ်တဲ့အိုနာနာကလက်ရှိမှာ Trabzon Sport အသင်းစီငှားသွားရောက်ကစားနေတာဖြစ်ပြီး Old Trafford မှာသူ့ရဲ့ပထမကိုသမားနေရာဆုံးရှုံးခဲ့တဲ့နောက်အနာဂတ်မသေးကြတော့ပဲလာမယ့်နွေရာသီမှာ Man United အသင်းကနေအပြီးသက်ထွက်ခွာသွားရဖို့ရှိနေတယ်လို့သိရပါတယ်။ Man United နီးပြ Michael Carrick က Premier League အဖွဲ့ချုပ်ကပေးအပ်တဲ့ဇန်နဝါရီလအတွက်တစ်လတာအကောင်းဆုံးမန်နေဂျာဆုကိုရရှိခဲ့ပါတယ်။ Michael Carrick ကင်တွယ်ပြီးနောက်ပိုင်း Man United ကရှုံးပွဲလုံးဝမရှိသေးပဲ Man City စပါးပါဝင်ဇယားထိပ်ဆုံးကအာဆင်နယ်လိုအသင်းကိုပါအနိုင်ရအောင်စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ United ကလက်ရှိအဆင့်၄နေရာမှာရပ်တည်နေပြီးဒီရာသီကုန်မှာ Champions League ဝင်ခွင့်ရဖို့အတွက်လက်တလောအခြေအနေကောင်းတစ်ခုကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ Manchester United ဟာလာမယ့်နွေရာသီအပြောင်းရွှေ့မှာ Everton တိုက်စစ်ကစားသမားအန်ဂျိုင်းကိုခေါ်ယူဖို့စိတ်ဝင်စားလှုပ်ဆောင်နေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒါပေမဲ့ဒီကစားသမားကို United အသင်းတွေကသာခေါ်ယူဖို့စိတ်ဝင်စားနေတာတော့မဟုတ်ပါဘူး။ Arsenal, Chelsea နဲ့ Spurs အသင်းတို့ကလည်းဒီ Everton ကစားသမားကိုစိတ်ဝင်စားနေကြပါတယ်။ United အနေနဲ့အမှန်တကယ်သာအန်ဂျိုင်းကိုခေါ်ယူခြင်းနဲ့ဆိုရင်လက်ရှိတန်ကြေးအရပေါင်သန်း80ဝန်းကျင်ခန့်သုံးစွဲရနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။စီမံညိုကိုခေါ်ယူဖို့လှုံ့ဆော်ခဲ့ပေမဲ့မရရှိခဲ့ပဲ Manchester City အသင်းစီလက်လွတ်ခဲ့ရတဲ့နောက်မှာတော့ Man United အသင်းအနေနဲ့တိုက်စစ်ပိုင်းကိုထပ်မံအားဖြည့်ဖို့ Everton အသင်းရဲ့တောင်ပံတိုက်စစ်ကစားသမားအန်ဂျိုင်းကိုအဓိကပြတ်မှတ်ထားလာတာလည်းဖြစ်ပါတယ်။ United ရဲ့လက်ရှိတိုက်စစ်လိုင်းမှာ direct runner တယောက်လိုအပ်နေချိန်ဖြစ်လို့ဒီအပြောင်းရွှေ့ကတကယ်ဖြစ်လာမလားဆိုတာကတော့စောင့်ကြည့်ကြရမှာပါ။ Manchester United အသင်းရဲ့နောက်ခံလူဟောင်း Phil Jones ဟာသူ့ရဲ့ငယ်ဘဝကလပ် Blackburn အသင်းစီပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။ဒီတစ်ချိန်မှာတော့ကစားသမားအဖြစ်မဟုတ်ဘဲ Blackburn အသင်းရဲ့နီးပြ Michael O'Neill ရဲ့နီးပြအဖွဲ့ထဲမှာပါဝင်တော့မှာဖြစ်ပါတယ်။အသက်33နှစ်ရှိပြီဖြစ်တဲ့ Phil Jones အတွက်ဒီတာဝန်ကသူ့ရဲ့ senior level နီးပြအလုပ်အဖြစ်ပထမဆုံးချိန်လည်းဖြစ်ပါတယ်။ Phil Jones ဟာ2011ခုနှစ်မှာ Blackburn ကနေ United အသင်းစီပြောင်းရွှေ့ခဲ့တာဖြစ်ပြီးအခုဆိုရင်15နှစ်ကြာပြီးနောက်မှာတော့ငယ်ဘဝအသင်းကိုတကြောပြန်လည်ရောက်ရှိလာတာလည်းဖြစ်ပါတယ်။ Blackburn အသင်းကသူ့ရဲ့ professional ကစားသမားဘဝစတင်ခဲ့တဲ့နေရာဖြစ်ပြီးအခုနီးပြအဖြစ်ပြန်လည်ပူးပေါင်းခြင်းဟာ Phil Jones အတွက်တော့ကောင်းမွန်တဲ့ပြန်လည်ပေါင်းစည်းမှုတစ်ခုလည်းဖြစ်ပါတယ်။ Man United အသင်းရဲ့ကစားသမားတွေက Harry Maguire အတွက်အမြန်ဆုံးစာချုပ်သစ်ကမ်းလှမ်းပေးဖို့ကလပ်အသင်းတာဝန်ရှိသူတွေဘက်ကိုတိုက်တွန်းနေကြတယ်လို့သိရပါတယ်။ Harry Maguire ဟာ Michael Carrick ရဲ့လက်အောက်မှာအဓိကကစားသမားတစ်ယောက်ဖြစ်ရှေ့စွမ်းပြကစားနေပြီးပွဲတိုင်းလိုလိုသူ့ရဲ့ consistency ရှိတဲ့စွမ်းဆောင်ရည်ကိုလည်းဇက်တိုက်ပြသထားပါတယ်။ Arsenal အသင်းကိုနိုင်ရခဲ့တဲ့ပွဲစဉ်မှာဆိုရင် Harry Maguire က Man of the Match ဆုကိုပါရရှိခဲ့ပါတယ်။ United အသင်းနဲ့သူ့ရဲ့လက်ရှိစာချုပ်ကဒီနွေရာသီမှာကုန်ဆုံးတော့မှာဖြစ်ပြီးခြားကလပ်တွေကလည်းသူ့ကိုခေါ်ယူဖို့စိတ်ဝင်စားမှုတွေရှိနေပါတယ်။ Man United အသင်းဘက်ကတော့လစာလျှော့ပြီး performance bonus တွေပုံမပါဝင်တဲ့စာချုပ်သစ်တစ်ခု Harry Maguire ကိုကမ်းလှမ်းနိုင်ခြေရှိတယ်လို့သိရပါတယ်။ Harry Maguire ကအသင်းအတွင်းမှာလည်းအခြားသားသမားတွေရဲ့လေးစားအားကိုးမှုကိုရရှိနေပြီး dressing room ထဲမှာပါအတွေ့အကြုံရှိတဲ့ senior ကစားသမားတစ်ယောက်ဖြစ်သူ့ကိုသတ်မှတ်ထားကြတယ်လို့သိရပါတယ်။မကြာသေးခင်ရက်ပိုင်းကမှ Manchester United အသင်းဟာသူငယ်ငယ်တည်းကအားပေးနှစ်သက်ခဲ့တဲ့အသင်းဖြစ်တယ်လို့ထုတ်ဖော်ပြောဆိုလိုက်တဲ့ Brentford တိုက်စစ်မှု Igor Thiago ကို Man United အသင်းဘက်ကခေါ်ယူသွားဖို့အစီအစဉ်လက်တလောရှိမနေသေးဘူးလို့သိရပါတယ်။ Igor Thiago ကဒီယာဒီ Premier League မှာရှေ့စွမ်းပြကစားနေပြီး Brentford အသင်းအတွက်အဓိကအားထားရတဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။တစ်ဖက်မှာတော့သူ့ကိုခေါ်ယူဖို့ Chelsea, Man City နဲ့ Bayern Munich လိုအသင်းကြီးတွေကလည်းစိတ်ဝင်စားစောင့်ကြည့်နေကြတယ်လို့ David Ornstein ကဖော်ပြထားပါတယ်။ Manchester United အသင်းဟာ Juventus နဲ့ Inter Milan တို့ရှင်ပြိုင်ကစားခဲ့တဲ့ Serie A ပွဲစဉ်ကို Scouting အဖွဲ့စီလွတ်ခဲ့တယ်လို့သိရပါတယ်။အကြောင်းကတော့အသက်25နှစ်သားပြင်သစ်နောက်ခံကစားသမားကာလူလူရဲ့ခြေစွမ်းအနေအထားကိုတွားရောက်စောင့်ကြည့်ဖို့ပဲဖြစ်ပါတယ်။ကာလူလူဟာ United ရဲ့နွေရာသီအတွက်ခံစစ်နောက်တန်းပြစ်မှတ်စီးရဲထဲမှာပါဝင်နေပြီးလက်ရှိအခြေအနေမှာတော့နီးကပ်စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။ကာလူလူဟာနောက်တန်းမှာနေရာစုံကစားနိုင်တဲ့ versatile defender တစ်ယောက်ဖြစ်တာကြောင့် center back လည်းကစားနိုင်တယ်လို့ right back လည်းကစားနိုင်ပါတယ်။အမြန်ဆုံး speed ကောင်းပြီး ball progression လည်းကောင်းတဲ့ကစားသမားဖြစ်လို့တကယ်လို့သူသာရောက်လာခဲ့ရင် Premier League playing style နဲ့ကိုက်ညီနိုင်မလားဆိုတာကစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ Opta Analyst ကထုတ်ပြန်လိုက်တဲ့လက်ရှိ power ranking အရ Manchester United ဟာကမ္ဘာပေါ်ကအကောင်းဆုံးဘောလုံးကလပ်အသင်းစည်းရင်းရဲ့10နေရာမှာရပ်တည်နေတယ်လို့သိရပါတယ်။ဒီ ranking ဟာကလပ်အသင်းတွေရဲ့နောက်ဆုံးပွဲစဉ်ရလဒ်တွေရင်ဆိုင်ခဲ့ရတဲ့ပြိုင်ဘက်တွေရဲ့အရေးအသွေးနဲ့အဲ့ဒီပွဲစဉ်တွေမှာစွမ်းဆောင်နိုင်ခဲ့တဲ့ performance data တွေအပေါ်အခြေခံပြီးတွက်ချက်သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။
Man United အသင်းရဲ့အဓိကဝါရင်ကွင်းလယ်ကစားသမား Casemiro ကိုစားထိုးဖို့အတွက်ပြစ်မှတ်ထားနေတဲ့သူကတော့ Newcastle အသင်းက Sandro Tonali ဖြစ်တယ်လို့သိရပါတယ်။ Tonali ဟာလက်ရှိ Newcastle အသင်းမှာအဓိကကွင်းလယ်လူအဖြစ်ကစားနေပြီး25နှစ်သာရှိသေးတဲ့အီတလီလက်ရွေးစင်ကစားသမားတဦးလည်းဖြစ်ပါတယ်။ထွက်ပေါ်နေတဲ့သတင်းတွေအရ Newcastle ဘက်က Tonali အတွက်ပေါင်တန်း100ဝန်းကျင်ခန့်တောင်းဆိုနိုင်တယ်လို့ခန့်မှန်းထားပြီး United ဘက်ကလည်းလက်ရှိအချိန်မှာတော့ဒီပြောင်းရွှေ့ရငွေကြေးရအဖက်ဘက်ကခေါ်ယူဖို့ဖြစ်နိုင်ခြေရှိမရှိစီစစ်သုံးသပ်နေတယ်လို့သိရပါတယ်။ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် Manchester United ရဲ့စီနီယာကစားသမားအချို့ကိုလက်ရွေးစင်အသင်းတွေရှိခေါ်ယူခံရနိုင်တဲ့အခြေအနေကြောင့်လူငယ်ကစားသမား JJ Gabriel ဟာလာမယ့်ရာသီကျော် Pre-season ကာလမှာ Manchester United ပထမအသင်းနဲ့ပါဝင်ကစားခွင့်ရနိုင်ခြေမြင့်မားနေကြောင်းသတင်းတွေကဖော်ပြနေကြပါတယ်။ဒီသတင်းကို Manchester Evening News ကဖော်ပြခဲ့တာဖြစ်ပြီးလက်ရှိမှာ United လူငယ် Academy ရဲ့ထူးချွန်တဲ့ပါရမီရှင်ကစားသမားတဦးအနေနဲ့ JJ Gabriel ကိုစောင့်ကြည့်နေကြတာလည်းဖြစ်ပါတယ်။ Pre-season ကာလဟာလူငယ်ကစားသမားတွေအတွက်တော့အရေးကြီးဆုံးကာလဖြစ်ပြီးခြေစွမ်းကောင်းတာပြသနိုင်မယ်ဆိုရင် United Senior အသင်းကြီးလူစင်းနဲ့တေချာပေါက်ဝင်ရောက်လာနိုင်ခြေလည်းရှိနေပါတယ်။